ကိုကိုရှောက်ယူလို့ပြောလဲရှောက်ငါကြောင်လို့ပြောလဲရှောက်လောက်တာပြလို့ဒီပဲလို့ပြောတော့အဲ့ဒီဆိုလို့ရှင်တော့ အဲ့လိုမစဲပါနဲ့ အဲ့လိုမျိုးမစဲရ စဲရ အော်မာလေ မလို့မင်္ဂလာပါ ဟယ်လိုမင်္ဂလာပါ bro အသက်ဘယ်လောက်ရှိအောင် 29 29အဲ့30ပြည့်အောင်ပေါ့ yes ဝင်နေပြီလား April 6ဆိုရင်30ပြည့်ပြီ ဟုတ်လားလုံးလုံးဝင်နေပြီပေါ့ လုံးလုံးဝင်သွားပြီ ဟုတ်လားဟုတ်လား what အရင်မဲအနုပညာလှူရှားမှုဆိုဘယ်ကနေစပြီးတော့ကိုကစလုပ်ခဲ့ရတာ ကျွန်တော်ဟာပေါ့2012ပေါ့အော် sorry 2012 2014ပေါ့ကျွန်တော်16နှစ်အရွယ်မှာစပြီးတော့အနုပညာလောကထဲဝင်ခဲ့တယ်ဝင်ပြီးတော့မှဒီကဆက်ကိုစရမ်းနေအများကြီးရိုက်တယ်ရိုက်ပြီးတော့မှကွာအခုလမ်းကြောင်လာ content creator ပဲရောက် ဟိုအရင်ငငယ်လေးကလေးအဲ့လိုမျိုးကိုယ့်ကိုဗီဒီယိုတွေရိုက်အဲ့ဒီဆက်တဲ့ဟာကိုကြိုက်တာ6နှစ်9နှစ်လောက်တည်းက6နှစ်9နှစ်ရွယ်တွေကဟိုဗီဒီယိုကင်မရာအကြီးတွေ Sony တို့ပါလေအဲ့လိုကင်မရာကြီးတွေကင်ပြီးလို့ရှိရင်အဲ့ဒီဖြတ်လို့ရှိရင်လည်းကွာသူကအခုလိုမလွယ်ဘူးလေအဲ့ဒီကလေးကကွာ Power Ranger transition အဲ့ဒီလုတ်ချင်နေတာ content creator ပဲရောက်သွားတော့ဗောနော်အဲ့တော့ဆိုဘာခက်ခဲတွေရှိတော့ ရှိရအော် man like အဓိကလူတွေရဲ့ back comments negativity တွေအဲ့လိုမျိုး တွေ့လာရတာဗောနော် တွေ့လာတာပေါ့နော်အဲ့အချိန်မှာနည်းနည်းလေးကွာစိတ်ကိုမနိုင်လို့ရှိရင်ရှုံးပေးမိမှာပေါ့ ရှုံးပေးမိမှာ ပြန်ရှုံးပေးမိလို့ရှိရင်ပြန်ပြောမိမယ်အဲ့တော့မနေ့ထိန်ပြီးတော့မှโอเคကိုသွားချင်တဲ့လမ်းဒီလမ်းကွာဆိုတာကိုပြန်သိပြီးတော့ရှောက်ရအောင်အဲ့ဒါခက်ခဲဆုံးကိုတချင်းနဲ့စတာဟုတ် ဟုတ်တယ် cover song လောက်တာတချင်းတီးရချူချူပြီးတော့ covid ချေလေ covid ချေတော့ဘယ်မှအမြင်ထုတ်လို့မရဘူး studio လည်း complete ထားရတယ်အဲ့တော့အိမ်မှာပဲကိုယ့်ကို music produce ဘယ်လိုလုပ်ရလဲ like low budget ပေါ့နော်ဘယ်လိုလုပ်ရလဲဆိုတော့ချူချူရီစပြီးတော့တင်လာတင်းနေအဲ့မှာလူတွေနဲ့တိလာပေါ့နော် အဲ့လိုချင်းကဘယ်လိုထိန်းလိုက်တော့ ကြီးပဲလို့ပြော အဲ့လို အဲ့ဒီဆိုလို့ရှင်တော့ အဲ့လိုမစဲပါနဲ့ အဲ့လိုမျိုးတော့မစဲရ ဘူး မားတယ် မားတယ် ဘယ်တော့မှကိုအားပေးနေသူကိုအချိန်ပေးပြီး comment လာပေးရဆဲမဆဲအဲ့ကလေးက ကို့အားပေးနေလို့ပဲ ကိုအားပေးနေလို့ပဲကိုကြည့်နေလို့ပဲကိုအချိန်ပေးနေလို့ပဲဆိုတော့ဒါ opinion တစ်ခုလို့ပဲကိုလက်ခံချစ်တော့အခုဆောင်းခက်စားနေလေကိုကတဲ့ကိုယောက်ျားလေးကစားလုပ်နေဆိုလို့ရှိရင်ယောက်ျားလူတော့ဝင်လာလို့ကိုရက်လိုက်လို့ရှိရင်ဟာကိုမိပါလို့ဆိုတဲ့ပုံစံမျိုးကိုဖြစ်သွားမှာကိုအပြစ်ရှိသူဖြစ်သွားမှာ ဟုတ်တယ် သူအဲ့ဒါကိုဆက်ကြည့်နေပြီးကိုကလည်းဆက်သွားနေဆိုလို့ရှိရင် तू ကသူကျွန်တော်ဖြစ်ပြီးရှောက်ကိုက तू ကွဲသွားမှာလေ ဟုတ်တယ် အဲ့လိုပေါ့ကွာဒီလားကိုကကိုရှောက်မဲ့လမ်းဟောတာရှောက်သူဘာပြောကိုကိုရှောက်ယူလို့ပြောလဲရှောက်ငါကြောင်လို့ပြောလဲရှောက်လောက်တာပြလို့ ဒါပေမဲ့ကိုလောက်တဲ့ဟာတွေကတော့ကောင်းနေဘူးတော့လိုအပ်တယ် ဒါပေါ့quality ထင်းရမယ်အစုမဆိုင်လူငယ်ဆိုလို့ရှိရင် quality ပဲသူတို့ကနားမလဲသေးဘူးလေဒါပေမဲ့ at least ကိုမှာဖုန်းရှိရယ်ကင်မရာရှိရယ်ဆိုလို့ရှိရင် record လုပ်တင်အဲ့ဒီမဆက်တဲ့ဟန်တော့မှရှောက်တင် ဒါပေမဲ့ဟိုလူစဲခံရလောက်တဲ့ဟာတွေတော့မလောက်တာကောင်းတာဗောနော်ကောင်း quality ကို use ရမယ်အဓိက culture ပေါ့နော်ကိုယ့်ရဲ့မြန်မာပြည်မှာ influence လုပ်မှာ哦ဆိုတော့ကိုယ့်ရဲ့ culture နဲ့ဟိုနေတော့နည်းနည်း keep in mind ပေါ့နော်